ခိုင်အပိုင်းသွားကြမယ်အဲ့ဆိုရင်တုတ်ခိုင်းမှာဆိုရင်မွန်တိုင်းဂျူးမှာကဒီပုတ်တူလေးပေါ့နော်ပုတ်တူလေး9ပုတ်ပြီးတယ်ပေါ့နော်သူ့ကြတော့တပုတ်ကို3မိနစ်နှုန်းနဲ့ကျမတို့တွေ15မိနစ်နဲ့ဖြည့်ကြမယ်ဒါဆိုရင်မွန်တိုင်းဂျူးချီမှာပေါ့နော်မွန်တိုင်း7မှာကြတော့ဒီမိကွန်း2ခုမေးလို့ရှိရင်သူကကြတော့4ပုတ်မေးပြီးတော့မှမိကွန်း3ခုမေးတယ်ဆိုလို့ရှိရင်3ပုတ်မေးတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းဒီမိကွန်းဟောင်းတွေမှာကမိကွန်း2ခုပဲမေးပြီးတော့မှ4ပုတ်ဖတ်ခိုင်းတယ်ပေါ့နော်အဲ့လိုလေးများလာတယ်ပြီးခဲ့တဲ့ကျမဖြေခဲ့တဲ့ဆမပွဲတုန်းကလည်းပဲဒီမိကွန်းက2ခုပဲမေးပြီးတော့မှ4ပုတ်ပေါ့နော်4ပုတ်မေးသွားပေါ့နော်အဲ့ဒါလေးကိုကျမတို့က28မိနစ်နဲ့ဖြည့်ကြမယ်အဲ့ဆိုရင်သူ့ကိုတပုတ်ကိုပေါ့နော်ကျမဒီ4ပုတ်နှုန်းနဲ့တွက်ပြီးတော့မှဒီမှာပြောမယ်ပေါ့နော်ဒီ4ပုတ်နှုန်းနဲ့တွက်မယ်အဲ့ဆိုရင်ဒီ4ပုတ်နှုန်းနဲ့တွက်တဲ့အချိန်မှာတပုတ်ကို9မိနစ်နှုန်းနဲ့တွက်ကြမယ်ပေါ့နော်9မိနစ်နဲ့တွက်တဲ့အချိန်မှာ9လေး28ပေါ့နော်အဲကြောင့်မို့လို့ဒီတပုတ်ကို9မိနစ်အဲ့ဆိုရင်4ပုတ်ဆိုတော့28မိနစ်နဲ့တွက်မယ်ပေါ့နော်ဒါဆိုရင်မွန်တိုင်းစနစ်မှာကျတော့ဒီတိုးကိုရခိုင်ပေါ့နော်တိုးကိုရခိုင်ဒီပေါင်းဆက်ချင်းကိုနားလေချင်းပုတ်စာမှာကသူကတပုတ်မေးတယ်သူ့ကိုကျတော့ကျမတို့9မိနစ်နဲ့တွက်မယ်ဒါဆိုရင်မွန်တိုင်း73မှာကျတော့ဒီပုတ်ရှည်ပေါ့နော်ပုတ်ရှည်မှာသူကကျတော့မိကွန်း3ခုမေးရပေါ့နော်ပုတ်ကအရှည်ကြီးပေးထားပြီးတော့မှမိကွန်း3ခုမေးတယ်အဲ့ဒါကိုကျမတို့10မိနစ်နဲ့ဖတ်မယ်ပြီးကြတော့နောက်ဆုံးမိကွန်းဒီဂျိုဟိုကန်ဆာခုမှာကျတော့အချက်လက်တွေရှာတဲ့အပုတ်ကိုကျတော့ကျမတို့10မိနစ်နဲ့ပေးမယ်ဒီလိုမျိုးအကျန်းအဖြစ်ပေါ့နော်ဒီလိုမျိုးနဲ့ဖြည့်မယ်ပေါ့နော်ဒါပေမဲ့လည်းကျမတို့တွေဒီဂျိုဟိုကန်ဆာခုမှာဆိုရင်တခါတလေကျရင်9မိနစ်နဲ့တောင်အဖြည့်တွေ့သွားတာလေရှိနိုင်တယ်ဟုတ်တယ်မလားအဲ့ကြောင့်မလို့ဒီအပုတ်တွေမှာဆိုရင်တခါတလေကျရင်9မိနစ်နဲ့ပြီးတာရှိမယ်9မိနစ်နဲ့ပြီးတာရှိမယ်အဲ့ဆိုရင်ဒီလိုဒီဂျိုဟိုကန်ဆာခုမှာ9မိနစ်လောက်ပြီးသွားတဲ့အချိန်မှာအဲ့3မိနစ်ကိုကျမတို့ဘယ်မှာတော့ပေးမလဲပေါ့နော်အဲ့ဒါကကျတော့ကိုယ့်ရဲ့အားနေတဲ့အပုတ်မှာအဲ့ဒီ3မိနစ်ကိုတော့ပေးပေါ့နော်ဒါဆိုရင်ကျမကတော့ဒီမွန်တိုင်းတစ်စီကနေ14မှာဆိုရင်အမြန်ဆုံးဖြည့်နိုင်တဲ့အပုတ်တွေကဒီမွန်တိုင်းစနစ်ရဲ့14ရဲ့ကကျတော့ကျမအတွက်9မိနစ်လောက်ပဲလိုတယ်ပေါ့နော်ဒါဆိုရင်ဒီမွန်တိုင်းစနစ်ဆိုရင်ကျမဖြည့်တော့ကဆိုရင်လုံးဝအချိန်ကဂီရီနဲ့ပဲအဖြည့်ကိုရသွားပေါ့နော်ဒါလေးကမန်နိုင်ချေအရမ်းများတဲ့မိကုန်းပေါ့နော်ဒီတိုးကိုရိခိုင်းကကြတော့ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ပုတ်ကိုရှင်ပြီးဖတ်တဲ့အချိန်မှာဒီဖတ်နီးလေးပဲကျမကဖတ်ပြခဲ့ပေါ့နော်ဒီပညာသနာဗီဒီယိုတွေအများကြီးရှိပါတယ်အမှတွားကြည့်လို့ရပါတယ်အခုဒီမှာအကြမ်းအဖြစ်ပေါ့နော်ပြောမယ်ပေါ့နော်ဒီတိုးကိုင်းရိခိုင်းကိုဖြည့်တဲ့အချိန်မှာတိုးကိုရိခိုင်းပေါ့နော်တိုးကိုရိခိုင်းကိုဖြည့်တဲ့အချိန်မှာပထမအောင်ဆုံးပေါ့နော်အောက်ကမိကုန်းနှစ်ခုစလုံးကိုဖတ်မယ်ပြီးကြတော့ပထမစာပိုက်ကိုတွားဖတ်မယ်ပြီးကြတော့အဲ့ပထမစာပိုက်နဲ့ကိုက်ညီတဲ့အဖြစ်ကိုအရင်တွားရှာမယ်ပြီးကြတော့မှဒုတိယအပိုက်ကိုဖတ်ပြီးတော့မှဒုတိယအပိုက်နဲ့ပြန်ပြီးကိုက်ညီတဲ့အဖြစ်ကိုပြန်ရှာမယ်အဲ့လိုရှာခြင်းအပြင်ပထမအပိုက်ကိုဖတ်တဲ့အချိန်မှာကိုက်ညီတဲ့အဖြစ်ကိုဒါခြံထားပြီးတော့မှပထမအပိုက်နဲ့ကိုက်ညီတဲ့အဖြစ်ကိုဒါခြံထားပြီးတော့မှပထမအပိုက်နဲ့မကိုက်ညီတဲ့အဖြစ်ကိုဆိုပေးထားတစ်ခါနဲ့ပေးထားလို့ရပြီလေနော်အဲ့ဒါကိုအသေးစိတ်သိချင်နေဆိုရင်တော့ကျမပညာသနာဗီဒီယိုမှာတွားကြည့်လို့ရပါတယ်ဖြည့်ပုံဖြည့်နည်းပေါ့နော်အဲ့လိုနီးလန်းလေးနဲ့ဒီမွန်နိုင်စနစ်ကိုဖြည့်တဲ့အချိန်မှာအရန်ကိုမြန်တယ်ပေါ့နော်ခဏလေးအတွင်းနဲ့ရသွားနိုင်ပါတယ်အဲ့ဆိုရင်ဒီတစ်ခုချင်းစီရဲ့ဖြည့်ပုံဖြည့်နည်းကိုတွားကြမယ်နော်အဲ့ဆိုရင်ဒီမှာပုတ်တူလေးဖြည့်တဲ့အချိန်မှာတော့ကျမတို့ကဒီပုတ်တူတွေကတော့ကျမတို့ပြီးခဲ့တဲ့လေးပေတွေမှာလည်းအများကြီးဖတ်ခဲ့ပြီးပြီပေါ့နော်ပြီးတော့ကျမပညာသနာဗီဒီယိုလည်းအများကြီးတင်ထားတယ်အဲ့မှာလည်းပြန်တွားကြည့်လို့ရပါတယ်ပုတ်တူတွေဖြည့်တဲ့အချိန်မှာဒီစာပိုက်နဲ့ကိုက်ညီတာပါလေဒီစာပိုက်မှာအန်တူမှာအများဆုံးမေးတာကတော့ဒီစာပိုက်မှာစာရေးသူအပြောချင်ဆုံးကပါလေအဲ့ဒါတွေကအရင်မေးတယ်ပေါ့နော်အဲ့လိုမေးတဲ့အချိန်မှာစာပိုက်ကိုတတိချလေးဖတ်တင်ပါတယ်အဲ့ဆိုရင်စာရေးသူပြောချင်တဲ့အပိုင်းကကျတော့စကားဆက်တွေပေါ့နော်စကားဆက်တွေရဲ့နောက်မှာအများဆုံးလာတတ်ပါတယ်အဲ့လိုဆိုရင်အရှိမကသူကကြတော့ပေါ့နော်ဒီစာကြောင်းတွေရေးထားပြီးတော့မှဒါပေမဲ့လေဆိုပြီးတော့အဲ့လိုညှင်းလိုက်တယ်ဆိုရင်အရှိကစာကြောင်းဒီအရှိကစာကြောင်းတွေကသူထောက်ခံတဲ့စာရေးသူထောက်ခံတဲ့အကြောင်းမဟုတ်တော့ဘူးလူတိုင်းမြင်နေပေါ့နော် even တိခိတာမန်အဖြစ်လူတိုင်းမြင်နိုင်တဲ့အမြင်ကိုအပေါ်မှာရေးပြီးတော့မှဒီစကားဆက်ရဲ့အနောက်မှာသူမြင်တဲ့အမြင်ကိုရေးတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုစကားဆက်ရဲ့အနောက်မှာဆိုရင်တတိချာလေးဖတ်တင်ပါတယ်ဒီမွန်နိုင်ဂျူတော့ကပေါ့နော်ဒီပုတ်တူလေးဖြည့်တဲ့အချိန်မှာကဒီလိုနီလန်းလေးနဲ့ကိုမိကုန်းဟောင်းဖြည့်ကြည့်တဲ့အချိန်မှာကျင့်တဲ့အချိန်မှာဒီလိုနီလန်းလေးနဲ့ဖြည့်ကြည့်ပါဒါဆိုရင်ဒီမှာပုတ်ပေါ့နော်ဒီမီဒီယံအပုတ်ပေါ့နော်ဒီ3ပုတ်မေးတဲ့3ပုတ်4ပုတ်ပေါ့နော်3ပုတ်မေးမယ်ဆိုရင်တော့မိကုန်း3ခုမေးပြီးတော့မှဒီ4ပုတ်ဆိုရင်ကမေကွန်း2ခုပေါ့နော်အဲ့လိုပုတ်စာဖြည့်တဲ့အချိန်မှာလေးပဲမေကွန်းကအရင်ဖတ်ထားမယ်ပြီးကြတော့မှအပေါ်ကစာပိုက်လေးတွေဖတ်ပြီးတော့မှဒီမေကွန်းတစ်အတွက်ကိုက်ညီတဲ့အဖြေကိုတွားတွေ့တဲ့အချိန်မှာအဲ့ဒါကိုတစ်ခါနဲ့မေကွန်းတစ်ကိုပေါ့နော်အရင်တွားဖြည့်မယ်ပြီးတော့မှမေကွန်း2ကိုပြန်ဖြည့်မယ်အဲ့လိုနည်းလားနဲ့ဖြည့်မယ်ပေါ့နော်ပြီးခဲ့တဲ့စာမပွဲတော့ကကျွန်မဒီပုတ်မီဒီယံအပုတ်မှာပေါ့နော်ဆင်ရဲ့ဒီလေပင်းနဲ့ဆင်နှမောင်းနဲ့အဲ့ဒါဆင်ကောင်းနဲ့ဆင်နှမောင်းပေါ့နော်အဲ့ဒီအပုတ်မှာကျွန်မတော်တော်ကိုလေဝပေါ့နော်အဲ့ဒါနည်းနည်းရှော့သွားလို့ခံစားရပါတော့ဒါပေမဲ့စမ်းမွေးပြီးတဲ့အချိန်မှာပြန်ဖတ်ကြည့်တဲ့အချိန်ကျတော့အဲ့လိုကြီးလည်းခက်မနေပဲနဲ့အဲ့အပုတ်မှာတော်တော်လေးကိုအချိန်ကိုအများကြီးပေးလိုက်ရတယ်ပေါ့နော်အဲ့လိုအပုတ်တွေကြရင်တကယ်လို့ကိုဖြင်းနေရင်းနဲ့မှအယောင်ကိုစိတ်ရှုပ်လာစေတဲ့အပုတ်တွေဆိုရင်
အဲ့တော့ခဏချန်ထားပေါ့နော်ပြီးကြပေါ့နောက်တစ်ပုတ်ကိုဆက်ဖြည့်ကြည့်ပေါ့နော်ဒါမှမဟုတ်ရင်အဲ့လိုစိတ်ရှည်တဲ့အပုတ်ကြီးကိုအရန်အကြာကြီးစိတ်တွေနစ်ပြီးတော့မှဖြည့်နေတဲ့အချိန်မှာအချိန်တွေလွန်သွားတတ်တယ်ပြီးကြတော့နောက်မေးခွန်းတွေကိုဖြည့်နိုင်မယ်လေနော်နောက်မေးခွန်းတွေလွယ်နေမလားမသိတဲ့အဲ့ဒီမေးခွန်းတွေကိုအဲ့ဒီအပုတ်တွေကိုကိုကလွတ်သွားတတ်တယ်ပေါ့နော်အဲ့ကြောင့်မလို့အဲ့လိုမျိုးအရန်ကြီးနည်းနည်းကိုအတွက်နည်းနည်းရှုပ်နေတဲ့အဖြေကိုဖတ်လိုက်မေးခွန်းကိုဖတ်လိုက်နီးလန်းနဲ့သွားတာတောင်မှအရန်ကိုနည်းနည်းရှုပ်နေတဲ့အပုတ်တွေဆိုရင်အချိန်တွေအများကြီးအဲ့အပုတ်ကိုပဲအချိန်တွေအများကြီးမပေးပါနဲ့ပေါ့နော်နောက်ဒီပုတ်စာတွေကိုပြန်ဖတ်ကြည့်ပါအဲ့လိုနီးလန်းနဲ့ဒီကြည့်နေတဲ့အချိန်မှာလည်းအဲ့လိုနီးလန်းနဲ့ဖြည့်ကြည့်ပေါ့နော်အချိန်ကြရင်ဒီအပုတ်တွေလည်းပဲကျွမ်းကျင်နေဖတ်လာနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာမွန်နိုင်စနစ်မှာကြတော့ခုနပြောသလိုမျိုးပဲပေါ့နော်ဒီတိုးကိုရိခိုင်းမှာကြတော့စပိုက်မေကုန်းကိုနှစ်ခုစလုံးဖတ်ထားမယ်ပြီးကြတော့ပထမအပိုက်ကိုအရင်တော့ဖတ်မယ်ပြီးကြတော့ပထမအပိုက်နဲ့မန်နဲ့အဖြေကိုဒီမေကုန်းတိရောနိရောမှာကိုတစ်ခါနဲ့ရွေးထားမယ်ဒီပထမအပိုက်နဲ့မကိုက်ညီတဲ့အဖြေကိုပေးမယ်ပြီးကြတော့ဒုတိယအပိုက်တော့ဖတ်မယ်ပြီးကြတော့ဒုတိယအပိုက်နဲ့ကိုက်ညီတဲ့အဖြေကိုပြန်ရွေးမယ်အဲ့လိုနီးလန်းနဲ့ဖြေမယ်ဆိုရင်ကတော့ဒီတိုးကိုရိခိုင်းကလည်းအချိန်တိုးလေးနဲ့ဖြေနိုင်မယ်အပုတ်ပါဒါဆိုရင်ဒီမှာမွန်နိုင်73ကြတော့လေသူကလည်းပဲဒီပုတ်ရှည်ပေါ့နော်ပုတ်ရှည်မှာမွန်နိုင်1 2 3ခုမိရပေါ့နော်အဲ့ဒီအပုတ်မှာလည်းပဲကိုကမေကုန်းဖတ်မယ်ပြီးကြတော့စာပိုက်တွေဖတ်မယ်အဲ့လိုအပုတ်မှာကြတော့ဒီမွန်နိုင်73နဲ့77မှာကြတော့တစ်ခါတလေကြာရင်ဒီမင်းချောင်းတားထားတဲ့အပုတ်တွေပါတတ်တယ်ပေါ့နော်မင်းချောင်းတားတာကဘာကိုဆိုလိုတာလဲလို့ပေါ့နော်အဲ့လိုမျိုးအပုတ်တွေပါတယ်ဆိုရင်အဲ့မင်းချောင်းအများကြီးတော့မဖတ်ပါနဲ့အများကြီးတော့ဖတ်လို့ရှိရင်ဒီခေါင်းတွေရှုပ်ပြီးတော့မှဟိုဟာလိုဒီဟာလိုဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ကြောင့်မလို့အဲ့လိုမင်းချောင်းတားပြီးတော့မှမေးတဲ့အပုတ်တွေဆိုရင်တော့ဒီမင်းချောင်းရဲ့အရှိတကြောင်ရဲ့အနောက်တကြောင်ရဲ့ကိုတတိချာလေးဖတ်ကြည့်ပါအဲ့ဒီကြရင်အဖြေကိုဖြေနိုင်မယ်ပေါ့နော်တကယ်လို့အဲ့လိုမှအဲ့ဒါမှတိတ်ပြီးမဖြေနိုင်သေးဘူးဆိုလို့ရှိရင်ဒီမင်းချောင်းရဲ့အရှိစာကြောင်ရဲ့အရှိစာကြောင်ပေါ့နော်နှစ်ကြောင်ပေါ့နော်နှစ်ကြောင်ကိုဖတ်မယ်ပြီးတော့ဒီမင်းချောင်းရဲ့အနောက်ကစာကြောင်နှစ်ကြောင်ကိုဖတ်မယ်အဲ့လိုဖတ်ခြင်းနဲ့ဖြေကြည့်ပါဒီမိကုန်းဟောင်းတွေဖြေတဲ့အချိန်မှာအဲ့လိုပုံစံလေးတွေ့လာတယ်ဆိုရင်လည်းအဲ့လိုမင်းချောင်းရဲ့အရှိအနောက်ကိုပဲဖတ်ပြီးတော့မှဖြေကြည့်ပါအဲ့လိုဆိုရင်ခေါင်းကတိတ်မရှုပ်ပါဘူးဒါမှမဟုတ်ရင်အများကြီးဖတ်ရင်ရောပိုမရဘူးလားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအတွေးတော့ရှိလာနိုင်တယ်ဒါပေမဲ့လည်းအများကြီးဖတ်လေပို့ပြီးတော့မှရှုပ်လေးပါအဲ့လိုအပုတ်တွေကအဲ့ဒါကြောင့်မလို့ပေါ့နော်ခေါင်းရှုပ်မခံပါနဲ့ခေါင်းစားမခံပါနဲ့ဒီစာကြောင်းဒီမြင်းသားထားတဲ့အပုတ်တွေပါလာလို့ရှိရင်အရှိနှစ်ကြောင်းအရှိတစ်ကြောင်းအနောက်တစ်ကြောင်းကိုအရင်ဖတ်ကြည့်အဲ့ဒါမှအဖြေကမတွေ့သေးဘူးဆိုလို့ရှိရင်အရှိနှစ်ကြောင်းအနောက်နှစ်ကြောင်းဖတ်အဲ့လိုဆိုရင်အဖြေတေချာပေါက်တွေ့မှာပါဒါဆိုရင်ဒီနောက်ဆုံးဂျိုဟိုကန်ဆာခုမှာကြတော့ဒါကကြတော့ကျမတို့ N4 N3 မှာလည်းတော်တော်လေးဖြည့်ခဲ့ရပြီပေါ့နော်သူလေးပဲမိကုန်းကိုဖတ်မယ်မိကုန်းကိုဖတ်ပြီးတော့မှပထမအချက်မှာသူကဘာကိုပြောချင်တာလဲဘာကိုရှာချင်တာလဲပေါ့နော်အဲ့လိုမျိုးလေးနဲ့တွားမယ်ဒီပြီးခဲ့တဲ့ဒီကျမပညာသနာတင်ထားတဲ့ဗီဒီယိုမှာဆိုရင်အဲ့ဒီကောင်လေးကအဆောင်ရှာတာပေါ့နော်အဆောင်ရှာတဲ့မိကုန်းမျိုးအဲ့ဆိုရင် तू ကအဆောင်ရှာတယ်ဥပမာအဆောင်ရှာတယ်ဆိုရင် तू ကဘယ်နေ့ဝင်ချင်တာလဲ तू ကဘယ်လိုမျိုးအဆောင်နေချင်တာလဲ history crush ပေါ့နော်တယောက်တည်းနေချင်တယ်ဘယ်လိုအခန်းနေချင်တယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုပါ1 2 3အဲ့လိုမျိုးဒီနှုတ်လေးတွေကိုကလည်းကိုနှုတ်လေးတွေမှတ်ထားပြီးတော့မှတွားရှာပေါ့နော်တကယ်လို့ तू ကဘယ်အချိန်မှာ तू ကမရှိခုံပြီးလောက်ရမှာလဲဆိုရင်အဲ့ဒီမရှိခုံပြီးလောက်ရမယ်အပိုင်းကိုတွားရှာမယ်နော်အဲ့လိုမျိုးနဲ့ဒီဂျိုဟိုကန်ဆာခုပေါ့နော်ဂျိုဟိုကန်ဆာခုအပုတ်ကိုတော့အဲ့လိုမျိုးလေးနဲ့ဖြည့်ကြည့်ပါမိကုန်းဟောင်းနေဖြည့်တဲ့အချိန်မှာလည်းပဲပေါ့နော်ဒီနီလန်းနဲ့ပေါ့နော်ဒီမှာမိနစ်80ပေါ့နော်အဲ့လိုဆိုရင်ဖြည့်ရင်နဲ့မိနာဆန်တို့ကဒီဂျိုဟိုကန်ဆာခုမှာဆိုရင်တခါတလေကျရင်9မိနစ်နဲ့ပြီးတာရှိမယ်9မိနစ်နဲ့ပြီးတာရှိမယ်အဲ့လိုအချိန်ကျရင်ကိုကဘေးအပိုင်းမှာအားနေရလေတကယ်လို့ဒီမီဒီယာအပုတ်မှာအားနေရဆိုလို့ရှိရင်ဒီမီဒီယာအပုတ်မှာဒီတိုကိုရီခိုင်ကပိုတဲ့မိနစ်ရဲ့ဒီဂျိုဟိုကန်ဆာခုကပိုတဲ့မိနစ်လေးကိုပြန်ပြီးတော့ပေါင်းပြီးတော့မှကိုကဒီမှာဆိုရင်ပေါ့နော်မိနစ်30ဖြည့်မယ်ပေါ့နော်မိနစ်30ဖြည့်မယ်ပြီးကြတော့မိနစ်33မိနစ်လောက်ဖြည့်မယ်ပေါ့နော်နောက်ထပ်9မိနစ်လောက်ထောက်ပေါင်းဖြည့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုကနေကိုပြန်ပြီးတော့မှ time management လုပ်စေချင်ပါတယ်ကိုအားတာတဲ့အပိုင်းကိုအချိန်ကိုချုပ်မယ်အားနေတဲ့အပိုင်းကိုပို့ပြီးတော့မှအချိန်ပေးမယ်ပေါ့နော်အဲ့လိုနီလန်းနဲ့ပြန်ပြီးတော့လုပ်ကြည့်ပါဒါလေးကတော့ပေါ့နော်အခြေခံအနေနဲ့ပေါ့နော်မိနစ်80ကတော့ပေးရမယ်ပေါ့နော်ဒီတုတ်ခိုင်းအပိုင်းမှာကြတော့ဒီအရှိပိုင်းမှာ35မိနစ်ပေးထားပြီပေါ့နော်35မိနစ်ဆိုတာတော့မှနည်းနည်းများပါတယ်ဒါပေမဲ့ဒါကအများဆုံးအနေနဲ့တွက်ထားပေးတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အရှိပိုင်းကိုမိနစ်30နဲ့ပြီးမယ်ဆိုရင်အဲ့ပူနေတဲ့9မိနစ်ကိုဒီတုတ်ခိုင်းအပိုင်းမှာလာပေးမယ်ပေါ့နော်အဲ့လိုပုံစံနဲ့ကိုကနေကိုလည်းဖြည့်ရင်နဲ့အချိန်တွေဘယ်လိုပေးရမလဲဆိုတာကိုမိနာဆန်တို့မြင်လာပါလိမ့်မယ်ဒါလေးကကျွန်မပြောပြသွားတယ်ဆိုတာကတကယ်ကိုအခြေခံအနေနဲ့ပေါ့နော်ဒီလောက်ပေးတင်နေဆိုတဲ့အခြေအနေနဲ့တွက်ပြသွားတဲ့အချိန်တွေပဲဖြစ်ပါတယ်အဲကြောင့်မလို့ပေါ့နော်ဒါဆိုရင်တချို့ကကြတော့ဒီအရှိပိုင်းကိုအရင်မဖြေဘဲနဲ့ဒီတုတ်ခိုက်ပိုင်းကိုအရင်ဖြေတယ်အဲ့ဒါကြတော့ကျမကတော့သိပြီးတော့သဘောမကျဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အရှိအပိုင်းလေးပဲအောင်မတာဒီအရှိအပိုင်းလေးပဲ19မှအနည်းဆုံး19မှရမှတာအောင်မှာပေါ့နော်အဲ့ဒါကြောင့်မလို့အရှိအပိုင်းလေးပဲတပုတ်မှန်လို့ရှိရင်သူကတတ်မှတ်ရမှာကွာနှစ်ပုတ်မှန်နမတ်ပေါ့နော်တူလေးစာကြောင်းတစ်ကြောင်းလောက်ဖတ်လိုက်တာနဲ့တပုတ်မှန်လို့ရှိရင်တတ်မှတ်ရတော့မှာဒီမှာဆိုရင်ဒီစာပိုက်တပိုက်ဖတ်မှတာဒီ9ပုတ်မှာဆိုရင်တပိုက်လုံးဒီအပုတ်တူဆိုပေမဲ့လည်းသူကတပိုက်ဖတ်မှတာအနည်းဆုံးကသူကစာကြောင်း3ကြောင်း4ကြောင်းပါတာဟုတ်အဲ့3ကြောင်း4ကြောင်းဖတ်မှတာသူကနမတ်ရမှာကွာမှန်လို့ရှိရင်ဟုတ်တယ်မလားအဲ့ကြောင့်မလို့ဒီအရှိပိုင်းကိုလည်းပဲဒီနောက်မှဖြေမယ်လို့တိတ်ပြီးတော့မှမလုပ်စေချင်ဘူးပေါ့နော်ဒါပေမဲ့ဒါကတော့minaဆန်တို့ရွေးချယ်မှုပါကိုယ့်ရဲ့အားတာတဲ့
အားတာတယ်လို့မျိုးဖြေလို့ရပါတယ်ဒါပေမဲ့ကျမဖြေခဲ့တဲ့ပုံစံလေးကိုပေါ့နော်ဒီမှာတစ်ချက် sharing လုပ်ပေးချင်ပါတယ်ကျမကဒီအရှိပိုင်းကိုကျတော့အပြီးဖြေလိုက်တယ်ပေါ့နော်ဒီကိုဤရဲ့ဘုံဘိုးရေကိုကျတော့အပြီးဖြေလိုက်တယ်ဖြေပြီးမှဒီမွန်နိုင်14ကိုဒီဂျိုဟိုခင်းဆက်ခုကိုအရင်သွားဖြေတယ်ဘာလို့လဲဆိုတော့ तू ကတိတ်ပြီးတော့မှခေါင်းမရှုပ်နေတဲ့အချိန်မှာဖြေတာကဒီအုံနောက် fresh ဖြစ်နေတဲ့အချိန်မှာဖြေတာကပို့ပြီးတော့မှအဖြေထွက်မြန်တယ်ပေါ့နော်ပြီးကြတော့ပို့ပြီးတော့မှအဖြေကိုရှားလွယ်တယ်အဲ့ဒါကြောင့်မလို့ကျမကတော့အရှိကဒီကိုဤရဲ့ဘုံဘိုးရဲ့နှစ်ပိုင်းဖြေပြီးပြီဆိုရင်ဒီဂျိုဟိုခင်းဆက်ခုကိုသွားဖြေတယ်သွားဖြေပြီးမှဒီ short ကနေပေါ့နော်ဒီပုတ်တူကနေပြန်သွားဖြေတယ်ပေါ့နော်အဲ့လိုလေးဖြေပါတယ်တချို့ကကြတော့ဒီဂျိုဟိုခင်းစားကိုဖြေတဲ့ပြီးတော့မှအနောက်ကအဲ့လိုမျိုးသွားတာလေးရှိတယ်ပေါ့နော်ဒါလေးကတော့皆さんတို့အားတာရနဲ့ပေါ့နော်ကိုဖြေကြည့်ရင်းနဲ့မှမိကုန်းဟောင်းကိုဖြေကြည့်နေတဲ့အချိန်မှာမှကိုကဒီလိုဖြေလို့ရှိရင်ပို့ပြီးတော့မြန်ပါလားပေါ့နော်အဲ့ကြောင့်မလို့တယောက်နဲ့တယောက်အားတာချက်ကမတူကြဘူးပေါ့နော်အားနည်းချက်လည်းမတူကြဘူးအဲ့ကြောင့်မလို့ဒါကတော့皆さんတို့အားတာရပေါ့နော်အားတာရအတိုင်းဖြေစေချင်ပါတယ်ဒါတော့အခုပြောရတာကတော့ကျွန်မရဲ့ဖြေခဲ့တဲ့ပေါ့နော်ပုံစံလေးကိုပြန်ပြီးတော့မှ share ပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီအချိန်တွက်နီးလေးပေါ့နော်အခြေခံအချိန်တွက်နီးလေး皆さんတို့ပြသွားမယ်လို့ထင်ပါတယ်